Okay, today we will be ma yara you may no yara you may below yara you may no we will talk about conversation chow log no take to tejare no sera on a take to tejare no sera on a take to tejaro take to yabde kajaro no the two main area yan chore lade no the benyale shire yakare mine that a few day noဒါပေမဲ့ तू ကကျတော့ရာဇူးလောက်ပေါ့နော်ရာဇူးလောက်ကမိန်းကလေးပေါ့နော်ဒါပေမဲ့ तू ကမှန်းတာကျတော့ဘာမှန်းလဲဆိုတော့နော် तू ကမှန်းတာစေးတဲ့ကသူចောင်းသားနော်ဆရာဝန်ဖြစ်မဲ့လူပဲ तू ကမှန်းတာတယ်ဆရာဝန်ပဲရအောင်ယူမယ်အဲ့လိုမှန်းတာတယ်နော်ဆရာဝန်ရမှနော်စေးတဲ့ကသူចောင်းသားကိုပဲ तू ကြီးသားဖြစ်လက်ခံမယ်ဆိုပြီး तू ကတွေးထားတယ်နော်အဲ့ဒါနဲ့ပဲနော်သူ့ကိုလာပြီးတော့နော်ရာဇူးကကျောင်းသားတွေစီးပွားရေးတက္ကသိုလ်ကကျောင်းသားတွေနော်အာရီကကျောင်းသားတွေနော်လောကကျောင်းသားတွေကလာပြီးတော့ချစ်စကားဆိုကြတော့ဗောနော်ဒါပေမဲ့ तू ကလက်မခံဘူးတဲ့နော် तू လက်မခံဘူးတဲ့ပရမတ်နဲ့မှာနော်ပရမတ်နဲ့မှာ तू လောကလက်မခံဘူးတဲ့အဲ့ဒါနဲ့ပဲပရမတ်နဲ့နှစ်ကုံကတော့ကျောင်းပိတ်သွားနော်ကျောင်းပိတ်သွားတော့ခါမှာတဲ့နော်ကျောင်းပိတ်သွားတဲ့အခါကျတော့ငါလည်းဒီနှစ်တစ်နှစ်လုံးပရမတ်နှစ်တစ်နှစ်လုံးနော်စေးတက်ကသူကျောင်းသားကိုငါမှန်းလာကြတာမရဘူးဆိုပြီးနော်အဲ့ဒါနဲ့ရှင်းနှစ်ဒုတိယနှစ်ကျရင်တော့ငါစမှုတက်ကသူကျောင်းသားလောက်ဆိုရင်တော့ငါစဉ်းစားမယ်ဆိုပြီးတော့နော်စဉ်းစားမယ်ဆိုတော့တွေးထားတယ်တဲ့အဲ့ဒါနဲ့ဒုတိယနှစ်တက်တဲ့အခါကျတော့နော်အင်ဂျင်နီယာကျောင်းသားတွေကလည်းနော်သူ့ကိုလာမပြောဘူးနော်စမှုတက်ကိုအာနီကကျောင်းသားတွေကသူ့ကိုလာမပြောကြအောင်မပြောကြတဲ့အခါကျတော့နော်ကျန်တဲ့ရာဇူးတို့နော်ကျန်တဲ့စီးပွားရေးတက်သူတို့ကတော့ပြောတော့လေဒါပေမဲ့ तू ကသူ့ရုပ်ရည်လေးကို तू ကဂုံမက်နေတော့နော်မက်မောနေတော့သူ့ရဲ့ထင်ကြီးနေတဲ့အခါကျတော့ तू ကအာနီကျောင်းသားလောက်ပဲငါစဉ်းစားမယ်ဆိုရင်နော်ဒုတိယတစ်နေ့လုံး तू ကအဲ့လိုပဲနေလိုက်တော့နော်ဒီလိုက်တော့ကျောင်းပိတ်သွားပြန်ကျောင်းပိတ်သွားပြန်တော့ငါလဲနော်စေးတက်သူကျောင်းသားလည်းမရဒီဒုတိယနှစ်မှာအာနီကကျောင်းသားလည်းငါမချိတ်မိဘူးအဲ့တော့နော်တတိယနှစ်မှာတော့ငါအစ္စရီကျူးလောက်ဆိုရင်တော့ငါစဉ်းစားမယ်စီးပွားရေးတက္ကသိုလ်တို့ဂျီယိုလော်ဂျီတို့နော်အစ္စရီကျူးလောက်ဆိုရင်တော့ငါစဉ်းစားမယ်စီးပွားရေးတက္ကသိုလ်ကျောင်းသားလောက်စဉ်းစားမယ်ဆိုပြီးသူကတစ်နှစ်လုံးကျောင်းတက်နဲ့ဒီလိုပဲပေါ့နော်အဲ့တော့နော်သူရည်သားစကားပြောတဲ့လူတွေရှိတော့မလို့ရာဇူးကလူတွေပထဝီကလူတွေနော်ဝိဇ္ဇာဘက်ကလူတွေသိပ္ပံဘက်ကလူတွေပြောရတာမျိုးနဲ့ तू ကမာနတက်နေတဲ့ခါကျတော့ तू ကရာဇူးလောက်ကို तू မစဉ်းစားဘူးတဲ့နော်အစ္စရီကျူးလောက်ပဲစဉ်းစားမယ်ဆိုတတိယနှစ်ကတည်းကကုံသွားပြန်ရောနော်တတိယနှစ်ကုံသွားတဲ့ခါကျတော့ तू ကစဉ်းစားတယ်ဒီနှစ်တော့ငါဒီတိုင်းပဲနေတော့ငါရေးသားလည်းရမှာမဟုတ်ဘူးငါတက္ကသိုလ်တက်ပြီးတော့တက္ကသိုလ်ကျောင်းသားတယောက်တော့ငါရမှာမဟုတ်တော့ဘူးအဲ့တော့တက္ကသိုလ်ကျောင်းသားဘယ်ကျောင်းသားပဲဖြစ်ဖြစ်ရာဇူးပဲဖြစ်ဖြစ်နော်စရုပ်နာတဲ့မှာ तू ကစဉ်းစားတဲ့အခါကျတော့ရာဇူးကကျောင်းသားပဲဖြစ်ဖြစ်သိပ္ပံပဲဖြစ်ဖြစ်ဝိဇ္ဇာပဲဖြစ်ဖြစ်ငါရတာကိုယူမယ်နော်ငါရဲ့အနွန်တာကိုခံတဲ့ကျောင်းသားဖြစ်ရင်ပြီးရောရတာယူမယ်ဆိုပြီး तू ကအဲ့လိုစဉ်းစားတယ်တဲ့နော်အဲ့တော့တောင်းသူတွေကနော်ဖာစီယာစကန်ရတရိယာမှာနော်မာနတွေတက်နေကြတာတက်နေကြတဲ့ခါတော့ဖိုင်နယ်ကြတော့ကျောင်းကလည်းပြီးကနေပြီရေးသားရတဲ့တယောက်မှမရှိကိုမှန်းတာလေးလည်းမရတဲ့ခါကျတော့တဲ့ तू ကနောက်ဆုံးဖိုင်နယ်ကြတော့ तू ကဗာစဉ်းစားလဲဆိုတက္ကသိုလ်ကျောင်းသားဖြစ်မယ်ငါ့အပေါ်မှာအနွန်တခံရင်ပြီးရပဲရတာပဲယူတော့မယ်ဆိုတာလေးကိုနော်ခုလေးကလည်းဒီတက္ကသိုလ်မဂ္ဂဇင်းမှာနော်ဦးလေးကဖတ်ရတာလေးနော်ပြန်ပြီးတော့နော်အားလုံးကိုသိစေချင်လို့နော်ဝိတုတို့လေးအကြောင်းဦးလေးပြောပြရနော်အားလုံးကျေးဇူးတင်ပါတယ်